မင်္ဂလာပါချမ်ပီယံနယ်အရှိပိုင်းတာရှိလိတ်မြို့ဆန်ဆိုင်ခခွေရက်ကွက်အတွင်းမှာရှိတဲ့မြို့ကွက်တဲ့အပိုင်းဇမြင်ဆွဲမှာမြေယာပြုပြင်မှုတွေကိုလှုပ်ဆောင်နေပြီးမြေကွက်ပိုင်ရှင်တွေစီကိုနောက်3လဝန်းကျင်လောက်မှာလက်ဝယ်ရောက်အနံ့မှုတွေဆောင်ရွက်နိုင်မယ်လို့အပိုင်းဇမြင်ဆွဲမြေကွက်ပူပေါင်းဖော်ဆောင်ရေးကော်မတီရဲ့ဥက္ကဋ္ဌဖြစ်သူကအခုလိုပြောပြပါရယ်အန်ကယ်တို့ပေါ်ဆောင်နေတဲ့ကာလာကူက6လတာကာလာဖြစ်ပါပြီပေါ်ဆောင်နေတဲ့လုပ်ငန်းအတိုင်းတာလည်း90ရာခိုင်နှုန်းလောက်ပြီးပါပြီအဲ့တော့မြေတောင်တွေကြောက်တောင်တွေကိုဖြိုခွဲပြီးညှိတဲ့အဆင့်အကုန်ပြီးပါပြီအခုကနည်းနည်းပြန်ပြီးတော့အပေါ်ရန်လောက်ရှက်ပြီးတော့ညှိတဲ့အဆင့်ပဲလိုပါတော့တယ်မြေကွက်ပိုင်ရှင်တွေအကုန်လုံးကိုအတိပေးပြီးပါပြီသူတို့တွေလည်းလာရောက်ပြီးတော့အမြဲတမ်းလို့ကြည့်ရှုပါတယ်တကယ်လို့အကွက်တွေကညှိပြီးတာနဲ့အကွက်ရိုက်ပြီးတာနဲ့တပြိုင်နက်သူ့လုံနေတိုင်းပေါ့သူတို့မှတ်ကန်မှုရှိမရှိစစ်စစ်မယ်ရက်ကွက်မှာရက်ကွက်ဝင်တဲ့အနေထားပေါ့လေအဲ့လိုမျိုးသူတို့ရက်ကွက်မှာသတင်းပို့မယ်ပြီးလို့ရှိရင်မြို့နယ်နဲ့ခရိုင်ကနေပြီးတော့ကြည့်ကြပြီးတော့မြေပိုင်ရှင်တွေကိုလက်ရောက်အပ်ပေးမယ်လို့အစီအစဉ်ဆွဲထားပါတယ်မကြတော့ပါဘူးအန်ကယ်တို့တုံးတက်တာကတော့2လ3လအတွင်းမှာပဲအများဆုံးတစ်လောက်ပဲလက်ရှိအချိန်မှာတော့မြေကွက်တွေကိုဖော်ဆောင်လို့ရနေပေမဲ့လည်းကျူးကျော်နေထိုင်သူတွေကိုတရားစွဲဆိုထားမှုတွေရှိနေတဲ့အတွက်ကြောင့်မလို့အဲ့ဒီကိစ္စတွေပြည့်ပြတ်အောင်စောင့်ဆိုင်းနေတာဖြစ်တယ်လို့လည်းသူကဆိုပါတယ်လက်ရှိကအန်ကယ်တို့ပေးလို့ရတဲ့အဆင့်ရောက်နေပါတယ်သို့တော့ဘာလို့မပေးသေးတာလဲဆိုတော့တရားရုံးကအမှုကြောင့်ပါကျူးကျော်တွေကိုဆွဲထားတဲ့အမှုကြောင့်ပါဥပဒေအရပြောရမယ်ဆိုတော့နှင်လို့မှုတစ်ခါထပ်ဆွဲအောင်မယ်အဲ့လိုဆွဲပြီးတဲ့အခါကျရင်တော့သူတို့ကဖဲကိုဖဲရမယ်မဖဲဘူးဆိုလို့ရှိရင်ဒါဥပဒေလုံးနေအတိုင်းသူတို့ပိုင်ဆိုင်မှုတွေအကုန်လုံးကိုဆွဲယူတဲ့အဆင့်အထိပေါ့လေဖြိုပြက်တဲ့အဆင့်အထိပေါ့လေအဲ့လိုလုပ်လို့ရပါတယ်သို့တော့အဲ့ဒီမလုပ်ဘဲနဲ့အဆင်ပြေတဲ့လမ်းကြောင်းပေါ့လေအဲ့လိုချောရှူနဲ့သွားနေတဲ့လမ်းကြောင်းလေးကိုဆောင်ရွက်သွားမယ်လို့ရည်ရွယ်ထားပါတယ်အမှုလေးပြီးပြတ်သွားတဲ့အခါကျရင်လက်ဝယ်ချက်ချင်းချပေးဖို့စီစဉ်ထားပါတယ်နေဇက်တီတာတာရှလိမျိုးဆန်ဆိုင်ခခွေရက်ကွက်အတွင်းမှာရှိတဲ့မြေဧက40ပေါ်မှာမြေကွက်ပေါင်း900ကျော်ဖော်ဆောင်ဖို့အတွက်စီစဉ်ထားရှိပေမဲ့ရခင်လုတ်ပိုင်ခွင့်ရရှိထားသူနဲ့လက်ရှိလုတ်ပိုင်ခွင့်ရရှိထားသူတို့အကြားတရားရင်ဆိုင်နေရတာကြောင့်မလို့10နှစ်ကျော်ကြာမြင့်လာတဲ့အထိလှုပ်ဆောင်နိုင်မှုတွေမရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။အခုသတင်းကိုတော့ဟန်ဆိုးထိုက်ကပေးပို့ထားတာဖြစ်ပါတယ်။ကျွန်တော်သတင်းတင်ဆက်သူကိုဆောင်ပါ